အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာမြို့သားရင်ကျေးမှုနှင့်ဒုပညာတက္ကသိုလ်ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ဂီတမေဂျာအချိန်ပိုင်းဒီပလိုမာအစိုးတင်နန်းကိုတွားရောက်ပြီးတော့တက်မှာဖြစ်ပါတယ်ကျွန်တော်ကြောင်းတက်လာတာဆိုလို့ရှိရင်အခုပတ်မှာဆိုရှင်တတိယဘက်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ခင်ဗျာတတိယဘက်ဖြစ်ပါတယ်ကျွန်တော်တို့က section 2ကိုတက်တာဖြစ်တဲ့ကြောင့်မို့လို့စနေတနင်္ဂနွေတက်ရပါတယ်ခင်ဗျာကျွန်တော်တို့ကအစိုးတင်နန်း level 1ဖြစ်ပါတယ်တနက်တက်တဲ့ခါမှာ level တစ်ခုကို3လတက်ရပါတယ်ခင်ဗျာ level 3လ3ခါတက်ပြီးမှဒီပလိုမာပွဲကိုရမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့တက်ရောက်ရမယ်ကုမုတ်ဒရာဆောင်ဖြစ်ပါတယ်ခင်ဗျာဒါတော့ကုမုတ်ဒရာဆောင်ရဲ့ရှေ့မှာရှိတဲ့ပလိုမာဂျာကန်ပဲဖြစ်ပါတယ်ဒါကတော့ကုမုတ်ဒရာဆောင်ကိုရှေ့တဲ့ကမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဂီတမေဂျာကဆရာမများကတည်တည်ကြကြဂီတဆိုင်သင်ကြားပေးတာမျိုးတွေပဲတွေ့မြင်ရပါတယ်ခင်ဗျာပါဂီတောင်းနေတရားနဲ့ရေးစေဝေးပါဂီတောင်းနေတရားနဲ့ရေးစေတရားမေကြီးစေကိုတီတရားမေတရားမေစေကာညီမဒီဒီကချမ်းတော်မှာဆေးရညီမတန်းပြီလို့ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ